မင်္ဂလာရှိသောနေ့လည်ခင်းလေးပါသူဒီကိုထက် channel ကနေကြိုဆိုပါရဗျာလူလာမဲ့ပတ်18ရက်8လ2026ကနေပြီးတော့21ရက်8လ2026မှာတပတ်တာကစားမဲ့ပတ်တီကာမကျော်ပတ်တီဟူမကျော်အခွေတပတ်တာငွေကစားမဲ့နှလုံးခွေပူလေးကိုရှင်းပြပေးမယ်နော်ဒီမှာမူနဲ့တော့ပထမဦးဆုံးဒီကာမကျော်မှာကစားမဲ့မူပေါ့ဒါအလဲ36ထိပ်ပိတ်နက်ခတ်ကြစေအလဲ36ဒဲပေါ့63အာ36အာမဟုတ်ဘူးနော်36ဒဲထိပ်ပိတ်နက်ခတ်အဲ့ဒီမူမှာဆိုလို့ရှိရင်ဒါ2012ကနေပြီးတော့မှ2026ဒီစုစုပေါင်းဒီအခုလက်ရှိဖြစ်စဉ်နဲ့မှစုပေါင်း9ပင်ပဲရှိတာနော်9ပင်ပဲရှိတာအဲ့မှာနောက်ရချက်ချင်း93ည break ချက်ချင်းလိုက်တယ်နော်93ည break ချက်ချင်းလိုက်တယ်ဒီမှာခွန်8 5 breakဒီမှာ46 3ည break ဒီမှာ64 3ည break ဒီမှာ3ည5 break အဲ့တော့ကျွန်တော်တို့ကတနင်္လာနေ့ကုန်မှာ53ည break ကစားမယ်53ည break ကိုဒါ main ကွက်အနေနဲ့ဘာကစားရမလဲဆိုတော့ဂမ်ကျော်ပတိကနှစ်ရှိတာဖြစ်တဲ့အတွက်နော်နှစ်တနင်္လာနေ့မှာတနင်္လာမနက်ပိုင်းမှာအပင်ကုန်နှစ်ခွန်ချင်းကျွန်တော်ရဲ့ဒီနှစ်ရက်တစ်ဖြတ်အချိန်ပေါ့နှစ်ရက်တစ်ဖြတ်ချိန်ကတင်းနာမနဲ့မှာအပင်ကုန်နှစ်ခွန်ချိန်ပြီးရင်ဂါမကျော်ပတိကနှစ်ရှိတယ်အဲ့ဒီအတွက်9-3 break နဲ့ main ဖမ်းပြီးကစားမယ်အဲ့တော့နှစ်ရှိခွန်3က main ဖြစ်မယ်နော်ဟိုဘက်က2-3နဲ့ဟိုခွန်8ကရန်ဖြစ်မယ်ဒီဒီ main လေးခွက်ကအထောက်ပေါ့main လေးကွက်ဒီ main လေးကွက်ကိုဘာကြောင့်ရွေးရလာလဲဆိုတော့အထောက်မူကမပြမယ်ကျွန်တော်နော်တောက်ကြနေကုန်4 break ဖြစ်စဉ်ပြီးခဲ့တဲ့ဘက်ကကျွန်တော်တို့1368ဆိုတော့တောက်ကြနေကုန်မှာ4 break ပေါ့ break တူပေါ့4 break ဖြစ်စဉ်မှာဒီတောက်ကြနေကုန်4 break ဖြစ်ပြီးသွားလို့ရှိရင်နောက်တစ်ဖက်အတွင်းမှာသူကဘာလိုက်လဲဆိုတော့2308အခွေလိုက်တယ်အပူးမပါပေါ့နော်ဒီမှာဆိုရင်2012မှာပထမပိတ်မှာ3ခွန်ပြီးနောက်တဲ့2012နောက်တစ်ပိတ်မှာဆိုလို့ရှိရင်ဒီမှာ2ခွန်နော်ပြီးသွားရင်2015မှာဆိုလို့ရှိရင်လည်း23ခွန်နှစ်လိုက်တယ်နော်ပြီးသွားရင်2019မှာဆိုလဲ3နှစ်23ဆိုပြီးတော့ဒီမှာ3နှစ်ဟုတ်တယ်နော်ဒီမှာ14 53 break ဒီမှာ3ည64 53 break ဒီဟိုပါပေါ့23ခွန်8ခွေဘူးကဟုတ်တယ်23ပေါ့ဒါလိုက်တယ်ပြီးသွားလို့ရှိရင်2016မှာဆိုလဲအဲ့လိုပဲ4 break ဖြစ်စဉ်မှာဆိုလို့ရှိရင်3နှစ်တကွက်လိုက်တယ်ပြီးသွားရင်ဒီမှာ2024ခွန်40ကျစင်မှာလဲအဲ့လိုပဲ3နှစ်လိုက်တယ်နော်ပြီးရင်2024နောက်တစ်ပင်မှာဆိုလို့ရှိရင်လည်းဒီမှာ83ဆိုပြီးတော့လိုက်တယ်အဲ့အတွက်ကျွန်တော်ကဟိုဘက်ကနှစ်ခွန်ချင်းရယ်9-3ည break ရယ်အဲ့ဒီအထောက်တွေကိုယူပြီးတော့ပြီးနှစ်ပိုင်ရဲ့ယူပြီးတော့မှကျွန်တော်ကနှစ်ရှစ်ကို main တစ်ခွက်ကောင်းပေါ့ဟိုမှာတနင်္လာနေ့ကုန်းမှာထိုးရမယ့်ဟာနှစ်ရှစ် main တစ်ခွက်ကောင်းပြီးသွားရင်ပတ်တီးကစားခြင်းတဲ့လူတွေကဂါမကျော်နှစ်ပတ်တီးနော်ပြီးသွားရင်နေကုန်းထိုးရမှာဒီနှစ်ရှစ်ခွန်3နှစ်3ခွန်8နှစ်ရှစ်နဲ့ခွန်3က main ဖြစ်မယ်နှစ်3နဲ့ခွန်8ကရန်ဖြစ်မယ်9 break ကအရန်ပေါ့ဗျာ3 break က main ပေါ့အဲ့ဒါဂါမကျော်ကစားမယ်ဟုတ်ပြီနော်ပြီးသွားလို့ရှိရင်ကျွန်တော်တို့ဟူးမကျော်အခွေကိုပြမယ်ဟူးမကျော်အခွေကဒီမှာကျွန်တော်တို့ဒီသေးကြမှာပေါ့သေးကြရယ်လို့တော့မဟုတ်ပါဗျာအပြင်ဆောင်ခရော့ပေါ့အပြင်ဆောင်ခရော့ထိုင်းပါဝါဖြစ်တဲ့ဘယ်ရက်ပဲဖြစ်ပေါ့တနင်္လာအင်္ဂါလည်းဖြစ်မယ်အင်္ဂါဗုဒ္ဓဟူးလည်းဖြစ်တပတ်အတွင်းမှာပေါ့ပြီးခဲ့တဲ့ဘက်ကဖြစ်ခဲ့တဲ့ဟာပေါ့အပြင်ဆောင်ခရော့ထိုင်းပါဝါဖြစ်စေအဲ့ထိုင်းပါဝါဖြစ်စေနေတဲ့မှာ9813ပေါ့ပြီးခဲ့တဲ့ဘက်ကဖြစ်ခဲ့တဲ့9813ဒီဖြစ်စဉ်တိတောက်အောင်ပဲဆွဲထုတ်လိုက်တာကျွန်တော်ကအဲ့မှာနှစ်တီပါပါတယ်2012ကနေပြီးတော့မှ2026ထိကိုအခုဖြစ်စဉ်ထဲမှာ9ပင်ပဲရှိတာ9ပင်ပဲရှိတာနော်ဒီ9813ဖြစ်စဉ်ပေါ့ပြင်ဆောင် cross time power 9813ဖြစ်စဉ်ဒီမှာလည်းကောင်းစဉ်ထည့်ပေးထားတယ်အဲ့ဒီမှာအဲ့ဖြစ်စဉ်ဖြစ်လာလို့ရှိရင်
သူကယူနီကတော့အမျိုးမျိုးရှိတယ်ဗျာတယောက်နဲ့တယောက်ကတော့မတူကြဘူးအဲ့တော့ကျွန်တော်တို့ကလည်းဟိုကျွန်တော်မြင်တာနဲ့တယ်တခြားသူမြင်တာနဲ့တယ်မတူဘူးသူတို့လည်းသူတို့အမြင်နဲ့သူတို့မြင်မယ်ကိုလည်းကိုအမြင်နဲ့မြင်ပေါ့ဒါပေမဲ့သူများဟာကိုတော့ကျွန်တော်တို့ကတော့ဟိုဘယ်လိုခေါ်မလဲလိုက်ကူးမချဘူးဗျာအခုကျွန်တော်ဒီဟာကိုတင်လိုက်လို့ရှိရင်လည်းအောက်ကနေလာတော့မှာဘယ်ဟာဘလို့ဒီဟာဘလို့ဆိုတာမဟုတ်ဘူးရတယ်ကြိုက်တဲ့အမြင်ကိုမြင်လို့ရတယ်မူဖရိမ်ကိုယူပြီးတော့မှကြိုက်တာကိုဟိုလုပ်လို့ရတယ်ဒါပေမဲ့ကျွန်တော်တို့ဒီကျွန်တော်ကတော့ကိုရှင်းတယ်ကိုခံယူချက်နဲ့ကိုပဲကိုမူနဲ့ကိုပဲကိုယ့်အကိုသွားတယ်ကိုအယူဆနဲ့ကိုပဲကိုခဏန်းမှန်မှဒီမူအောင်တယ်ဆိုပြီးတော့ဟိုလုပ်ထားတယ်နော်အဲ့မှာကျွန်တော်အမြင်ဒီမူမှာဆိုလို့ရှိရင်ကျွန်တော်ကပါဟူးမကျော်အခွေယူထားတယ်။မာကြီးပထမပင်မှာကြီးဒီဖြစ်စဉ်ဖြစ်ပြီးွားလို့ရှိရင်မာနော်83မာ80မာ88 38ပထမပင်မှာနော်ပြီးွားရင်ဒုတိယပင်မှာ33ဟုတ်ပြီနော်တတိယပင်မှာဒီမှာ55ဟူးမကျော်ယူတာနော်သုဒ္ဓပင်မှာ55အဲ့အတွက်ကျွန်တော်ကဒီနောက်ဆုံးဒီဖြစ်စဉ်ပေါ့အခုကျွန်တော်တို့လာမယ့်အပတ်မှာ3850ခွေဘူးအဲ့ဒါဒီဟူးမကျော်အခွေဖြစ်မယ်နော်3850ခွေဘူးဒီဟူးမကျော်အခွေဖြစ်မယ်အဲ့တော့ပြန်ဆက်ရလို့ရှိရင်အရင်ဟိုမှာပြောခဲ့ပွားကြီးအရှိရမူမှာပြောခဲ့ပွားကြီးဂါမကျော်သည်နှစ်ပတ်သည်နော်တနင်္လာနေ့ကုန်းမှာကစားမှာသည်93ညပရိနှစ်ခွန်ချင်းနဲ့93ညပရိနှစ်ပတ်သည်ကမိန်းပေါ့အဲ့မှာကျွန်တော်ရွေးပေးထားတယ်28မိန်းတကွက်ကောင်းက28မိန်းပြီးရင်ခွန်328ခွန်3ပေါ့28ခွန်3မိန်းပို့ပြီးတော့ဟိုဟာများပို့ထိုးခြင်း28ကမိန်းပဲ28တကွက်ကောင်းပေါ့ပြီးအောက်ကနေမှ23နဲ့ခွန်8ကထိုးကြီးကရန်ပေါ့ဒါဒီတနင်္လာမှာကစားမှာပို့ဟုပတ်တီးတိတကိုကစားခြင်းတယ်ဆိုလို့ရှိရင်နှစ်ပတ်တီးကာမကျော်နော်ဟုတ်ပြီပြီးအခွေကိုကစားခြင်းတယ်ဆိုရင်ဟူးမကျော်အခွေဒီဖြစ်စဉ်ရ3850ခွေဘူးနော်အဲ့ဆိုရင်ရပြီနော်ဂါမကျော်ရပြီဟူးမကျော်ရပြီပြီးရင်တပတ်တာမွေးအများကြီးမဟုတ်ဘူးနော်ကျွန်တော်ပြီးထားတာအများကြီးမဟုတ်တပတ်တာမွေးမှာနှလုံးခွေဘူးလေးပေါ့နှလုံးခွေဘူးကြရင်ကစားလို့ရအောင်ဒါကတော့ဒီဖြစ်စဉ်မှာဆိုလို့ရှိရင်ကျွန်တော်တို့ကတေးနေပေါ့ကျွန်တော်ပြီးခဲ့တဲ့ဘက်ကဂျာဗင်းနေမှာ9463ဆိုပြီးတေးနေမှာနေကုန်6ပရိတ်ကြတယ်ဒါ2012ကနေမှ2026ခုနှစ်ဒီသေးနေကုန်6ပရိတ်ကြစဉ်နေပြီးပဲဆွဲထုတ်ထားတာစုစုပေါင်းဖြစ်စဉ်အခုဖြစ်စဉ်နဲ့ဆိုရင်9ပင်ရှိတယ်အဲ့9ပင်သူ့အောက်မှာဘာလိုက်လေဆိုတော့မာနှလုံးခွေဘူးဒါနှလုံးခွေဘူးဖြစ်တဲ့အတွက်စိတ်ရှိနဲ့မွေးကစားတဲ့လူတွေအတွက်တော့အဆင်ပြေတယ်မွေးပေါ့နော်ဘယ်ဟာမှတော့အတိအကျမရှိဘူးပဲမူဆိုတဲ့သဘောတဘာဝကတော့ကျွန်တော်စရှာတဲ့ဟာကျွန်တော်တို့ဟိုဟာလောက်ကြတယ်ပေါ့ဖမ်းတယ်ချက်ချင်းရော2ရက်အတွင်းတွေကိုရအောင်ဖမ်းကြတာပဲဒါပေမဲ့မူရဲ့သဘောတဘာဝကတော့စောတာနဲ့နောက်ကျတာတွေတော့ရှိကြတာပေါ့ဗျာဒါပေမဲ့ပြက်ပင်ကတော့ရှားတယ်လုံးလုံးကြီးပြက်သွားတာတွေကတော့ရှားတယ်အဲ့တော့ဒီအခုပြောမဲ့နှလုံးခွေဘူးဒီအခုလာမဲ့တပတ်တာ9ရက်တာမွေးရမှာဖြစ်တဲ့အတွက်ကိုငွေနဲ့ကိုချိန်ပြီးတော့မှမွေးနိုင်ပါတယ်အမားမှလက်ခံနိုင်ပါတယ်ဆိုရင်တော့မွေးနော်အမှနှလုံးခွေဘူးပထမပင်မှာဒီတင်းနေကုန်ကိုပရိတ်ကြပြီးတော့လို့အောက်6ရက်အတွင်းပေါ့6ရက်အတွင်းတော့ကျွန်တော်တောက်ကြနေရပြီးသွားပြီအခုလာမဲ့တပတ်အတွင်းမှာအကျုံးဝင်တဲ့အတွက်ဒီနှလုံးခွေဘူးတွေကရှုံးခဲ့လို့ရှိရင်တော့မှပဲဥပမာပေါ့ဗျာမထွက်ခဲ့လို့ရှိရင်တော့မှရှုံးခဲ့တော့မထွက်ခဲ့လို့ရှိရင်တော့မှပဲဟိုကစားပြောပါနှလုံးခွေဘူးကတော့နော်အမကြီးပထမပင်မှာဒီသေးနေကုန်ကိုပရိတ်ကြပြီးသွားလို့ရှိရင်နော်ပထမပင်မှာ69ဟုတ်ပြီနော်ပြီးရင်ဒုတိယပင်မှာ66တတိယပင်မှာ99ပြီးရင်သုဒ္ဓပင်မှာ99ပြီးပစ္စမပင်မှာဒီမှာ69ပြီးတော့ရှင်ဒီမှာသတ္တမပင်မှာ
69 69အဲ့တော့ကျွန်တော်ဒီ9ရက်အတွင်းမှာဘူးလာမဲ့ပတ်9ရက်အတွင်းမှာ69ခွေဘူးကိုဟိုဖမ်းပါတယ်သူကစိတ်ရှိရှိနေပေါ့ဗျာမွေးကစားနိုင်တဲ့လူတွေအတွက်တော့ဒီ69ခွေဘူးကဟိုဖြစ်ပါတယ်ဟိုကစားတင်နေပေါ့ဗျာကစားတင်နေနော်ကိုဘယ်လိုကောမလဲဒီမွေးကွက်တွေမွေးကနန်းတွေကိုကစားမယ်ဆိုလို့ရှိရင်တော့ကိုနိုင်တဲ့ပမာဏရဲ့ကိုနိုင်တဲ့ငွေကိုချိန်ပြီးတော့မှကစားဟာနှလုံးခွေဘူးလဲဆိုပြီးတော့မှဆွတ်ဆက်ပြီးတော့ကစားလို့လေအစင်မပြေကိုပေါ့တိတ်ကြီးလေးနဲ့ဥမာ100နေမှာ200ခုံမလားတစ်ချိန်မှာ100တိုးမလားဒါအနိုင်ဆုံးပတ်စံနဲ့တွတ်တာအဲ့လိုမျိုးတိုးပြီးတော့မွေးကြည့်ပေါ့နော်မူတွေကတော့ပေးပါလေမပေးတဲ့မူဆိုတာခက်ရှားရှားပဲနော်မပေးတဲ့မူကခက်ရှားရှားပဲဟိုစောတာနဲ့နောက်ကျတာလေးပဲရှိတာအဲ့တော့ဆွတ်ဆက်ပြီးတော့မှဟိုအတင်းကရောလိုက်ပြီးတော့မှဂျားလေးရောက်တော့မှခါပြက်ပြီးတော့မှမကစားနိုင်တော့မှထွက်တယ်အဲ့ဆိုတော့မားပါတယ်ဟိုကဖြစ်ပါတယ်ဒီကဖြစ်ပါတယ်ဆိုတော့မရဘူးပေါ့ဗျာကိုငွေလေးနဲ့ကိုယ့်ဘက်ကိုချိန်ပြီးတော့မှကစားနော်အဲ့ဆိုရင်ရပြီနော်ထပ်ပြီးတော့ဟိုအစားနေပြီးတော့မှဒီတပတ်တာအတွင်းကစားမယ့်ဟာတွေကိုပြန်ပြောပြမယ်ဂါမကျော်ဒီနှစ်ပတ်ဒီမိန်းဒီနှစ်ရှစ်နော်လာနေကုန်မှာထိုးရမှာဒီနှစ်ရှစ်ခွန်သုံးမိန်းနော်အရန်ကနှစ်သုံးခွန်ရှစ်အဲ့တော့ဒါတစ်ဖြတ်ပြီးသွားပြီနော်ပတ်ဒီအနေနဲ့ပြီးသွားရင်ဟူးမကျော်မှာဒီ3850ခွေဘူးဟုတ်ပြီနော်ပြီးသွားလို့ရှိရင်တပတ်တာမွေး69ခွေဘူးကဲအားလုံးပဲကောလက်ပါစောစောထွက်လို့အများများကြံကြပါစေနော်ဒီဗီဒီယိုလေးကိုကြည့်ပြီးသွားလို့ရှိရင်လည်း like and subscribe လေးလုပ်ဖို့မမေ့ကြပါနဲ့ဦးနော်အားလုံးအဆင်ပြေကြပါစေ